ကြောက်စရာကောင်းအောင်ကံကောင်းချင်ပါတယ်ဆိုတဲ့သူတွေကဒီဗီဒီယိုကိုမဖြစ်မနေကြည့်တင်တယ်ပေါ့နော်။ Hello Aura Tarot reading ကနေပြီးတော့ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှလည်း Aura က Tarot မဟုတ်ဘဲနဲ့နီလန်တချို့ကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီနီလန်ကတော့ pass 1ပေါ့နော်။အဲ့တော့ Aura ကကိုကံကောင်းချင်တဲ့ lucky girl လေးတွေ lucky boy လေးတွေဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီနီလန်ကိုမဖြစ်မနေလှုပ်တင်တယ်လို့ Aura ကအကြံပေးခြင်းပါတယ်အဲ့တော့ပထမအဆုံးနီလန်တစ်ခုကိုအရင်ဆုံးပြပြပေးမယ်ပေါ့နော်ပထမအဆုံးနီလန်တစ်ခုအနေနဲ့ကံရန်ကောင်းခြင်းတယ်ဆိုလို့ရှိရင် universe ကချက်တာကိုခံခြင်းနဲ့ကံကြမ္မာကမျက်နှာပေးတာခံခြင်းတယ်ဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့ကတော့ကျေးဇူးတင်တရားကျေးဇူးတင်စိတ်ကျေးဇူးတင်တတ်တဲ့စိတ်ရှိဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကျေးဇူးတင်တတ်တဲ့စိတ်ဆိုတာကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုဖြစ်လာတဲ့ကံကြမ္မာတွေကံကြမ္မာအားလုံးအပေါ်မှာလက်ခံပြီးတော့ကျေးဇူးတင်စိတ်ရှိတတ်တာကိုပြောခြင်းပဲဖြစ်ပါတယ်အဲ့တော့ငါကံမကောင်းတာဘာဖြစ်လို့အိုက်ကံယူမကောင်းတဲ့ကံယူကျေးဇူးတင်ရမှာလဲလို့တွေးနေတဲ့သူတွေအနေနဲ့ကတော့အရာအလုံးကကိုယ့်အတွက်ဖြစ်ချင်တန်လို့ဖြစ်လာတာပေါ့နော် universe ကဖြစ်စေခြင်းလို့ကိုအဲ့ဒီကံကြမ္မာရအောင်တမင်တဖန်တီးပေးလိုက်တာပဲဖြစ်တယ်တချို့ကံကြမ္မာတွေဆိုလို့ရှိရင်ကိုအဲ့ဒီအရာကနေပြီးတော့သင်္ကားစာယူစေခြင်းလို့အဲ့ဒီကံကြမ္မာကိုဖန်တီးပေးလိုက်တာပဲဖြစ်ပါတယ်တခါတလေကျရင်ကြုံမှုကြရမို့လားပေါ်တာလဲခဏကြုံမှုတယ်ပေါ့နော်အဲ့ဒီအရာကိုကတဘောသားမပြောင်းမချင်းပေါ့နော်အဲ့ဒီမကောင်းတဲ့အရာတစ်ခုကိုခဏကြုံတွေ့နေရတာပေါ့ကြုံတွေ့နေရတာမျိုးဥပမာအမားတစ်ခုကိုခဏမှားနေတာမျိုးပေါ့နော်ကိုလည်းဂယုစိုက်ပေမဲ့ခဏမှားနေတာမျိုးကိုကြုံရတာမျိုးရှိတယ်ပေါ့နော်အဲ့လိုမျိုးကြုံရတာကကိုကအတုံးမကျလို့လည်းမဟုတ်ဘူးကံကြမ္မာကိုတွားပြီးတော့ကိုကအပြစ်တင်လို့လည်းမရဘူးပေါ့နော်ကိုကအဲ့ဒီအမှားကိုဘာကြောင့်မှားနေရလဲဆိုပြီးတော့အဲ့ဒီအမှားပေါ်မှာကိုရဲ့စိတ်ကိုမပြင်မချင်းပေါ့နော်ကိုယ့်ရဲ့ခံယူချက်ကိုမပြင်မချင်းအဲ့ဒီအရာကဇက်တိုက်ကြီးအဲ့လိုမျိုးဖြစ်နေတာက universe ကကိုသင်ခန်းစာပေးနေတာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ aura တို့ရဲ့ဘဝထဲမှာမကြာခဏဆိုတလို့မျိုးပေါ့နော်အဲ့လိုမျိုးမကောင်းတဲ့အရာတွေမကောင်းတဲ့ကံတွေကြုံတွေ့ရတတ်ပါတယ်ဒါကအမြဲတမ်းဖြစ်နေမှာမျိုးမဟုတ်ဘဲနဲ့ universe ကတခါတလေကိုဘဝသင်ခန်းစာတွေရစေခြင်းလို့အဲ့လိုမျိုးတွေဘဝသင်ခန်းစာတွေကိုပေးနေခြင်းပဲဖြစ်ပါတယ်အဲ့တော့ aura တို့အနေနဲ့လိုရင်းရှိကိုပဲတွားလိုက်ကြရအောင်အဲ့တော့ကျေးဇူးတင်တရားဆိုတာဘယ်လိုမျိုးလဲပေါ့နော်အရာရာကိုကျေးဇူးတင်စိတ်ရှိတတ်ခြင်းကကိုဘဝအတွက်ကံကောင်းခြင်းတွေကိုဆွဲငင်ယူဆောင်လာခြင်းပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့အရာသေးသေးလေးတွေကအစားကိုဘဝမှာရှိနေတဲ့အရာလေးတွေအကုန်လုံးကိုကျေးဇူးတင်တရားထားတတ်ဖို့လိုအပ်တယ်ဥပမာအဖြစ်မနက်ဖက်မှာမနက်စာစားတယ်ဆိုပါတော့မနက်စာစားပြီဆိုလို့ရှိရင်ကိုမှဟင်းကောင်းတာမကောင်းတာထားကိုမစားခြင်းနဲ့ဟင်းပဲဖြစ်ဖြစ်စားခြင်းနဲ့ဟင်းပဲဖြစ်ဖြစ်ပထမဆုံးအနေနဲ့ကိုကဒီဟင်းနဲ့ထမင်းနဲ့ကိုဒီအစားအစာကိုဒီ breakfast ကိုစားရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့စိတ်ကလေးရှိအောင်အရင်ဆုံးမွေးမြူကြည့်ပါဘာလို့လဲဆိုလို့ရှိရင်ဟင်းမကောင်းကိုမကြိုက်တဲ့ဟင်းနဲ့စားရတယ်ဆိုပြီးတော့ကိုကအပြစ်တင်ညှဉ်းညူနေမယ်အစားငါစားရတာကိုပဲကျေးဇူးတင်ပါတယ်ဆိုတဲ့စိတ်ကိုအရင်ဆုံးမွေးမြူကြည့်ပါဘာဖြစ်လို့လဲဆိုလို့ရှိရင်အခုမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေဆိုလို့ရှိရင်မနှက်စာတော့မစားရပဲနဲ့စစ်ပွဲတွေကြားထဲမှာရုန်းကန်စူးစမ်းနေရတဲ့သူတွေအသက်ရှင်ရအောင်ရုန်းကန်စူးစမ်းနေရတဲ့သူတွေရှိတယ်ဆိုတာကိုအုံနောက်ထဲမှာအရင်ဆုံးမှတ်ကြည့်ပါအဲ့ဒီလိုရုန်းကန်စူးစမ်းနေရတဲ့သူတွေထဲမှာကိုကမနှက်စာကိုအေးအေးဆေးဆေးစားနိုင်တဲ့အရာကိုပဲကျေးဇူးတင်ပြီးအရင်ဆုံးကျေးဇူးတင်ကြည့်ပေါ့နော်အဲ့လိုမျိုးကျေးဇူးတင်စိတ်ကကိုယ့်ရဲ့ဘဝတွေကိုအများကြီးပဲပြောင်းလဲနိုင်ပါတယ်ပထမဆုံးအနေနဲ့အဲ့ရကကိုနိုးထလာရတာကိုလည်းကျေးဇူးတင်ကြည့်ပါတချို့ဆိုလို့ရှိရင်မနက်ဖြန်မှာနိုးထဖို့မဖြစ်နိုင်တော့တဲ့သူတွေဆေးရုံမှာနောက်ဆုံးအခြေအနေရောက်နေတဲ့သူတွေဆိုတာကအများကြီးပဲရှိပါတယ်အဲ့ဒီထဲမှာကိုကမနက်ဖြန်မှာအေးစင်နိုးထလာရတဲ့အတွက်ကျေးဇူးတင်တက်အောင်စူးစမ်းကြည့်ပါပြီးကြလို့ရှင်ကိုမှရှိနေတဲ့အဝတ်အစားတွေကိုအပြင်သွားလို့ရှိရင်တနေ့တည်းဝတ်နိုင်တဲ့အဝတ်အထည်တွေကိုမှဝတ်နိုင်တဲ့အဝတ်အထည်တွေရှိနေတာကိုပဲကျေးဇူးတင်တက်အောင်စူးစမ်းကြည့်ပါပြီးကြလို့ရှိရင်ကိုလည်းကျေးဇူးတင်တက်အောင်စူးစမ်းကြည့်ပါနေ့တစ်နေ့ကုံဆုံးသွားပြီဆိုလို့ရှိရင်အော်ငါဒီနေ့စူးစမ်းခဲ့ပါလားဆိုပြီးတော့ကိုကျေးဇူးတင်တက်အောင်စူးစမ်းကြည့်ပါကိုစားရတဲ့အစားအစာတွေကိုဝေးရတဲ့အဝတ်အထည်တွေကိုအိမ်မှာအေးအေးဆေးဆေးနဲ့နေနိုင်တဲ့အိမ်ရှိတာတွေကိုဘေးမှာဝမ်းရပေးမယ်မိသားစုတွေရှိတာတွေတငယ်ချင်းတွေရှိတာတွေကိုအတွက်ကိုအမြဲတမ်းရှိနေပေးတာတွေစတဲ့ကိုပတ်ဝန်းကျင်မှာရှိတဲ့
အရာအားလုံးကိုကျေးဇူးတင်တတ်အောင်အရင်ဆုံးကြိုးစားကြည့်ပါအဲ့ဒါကကံကောင်းခြင်းရဲ့အဓိကလှုပ်ဝက်ချက်ပဲဖြစ်ပါတယ်အရာအားလုံးပေါ်ကျေးဇူးတင်တတ်လာပြီဆိုလို့ရှိရင်ကံကြမ္မာကလည်းတဖြည်းဖြည်းနဲ့ပြောင်းလဲသွားပြီးတော့ကိုယ့်ပေါ်ကိုကံကောင်းခြင်းတွေစုပုံပြီးကြာရောက်လာပါလိမ့်မယ်နေ့တစ်နေ့နိုးထလာတာနဲ့ဒီနေ့ရာဒီဥတုလေးပေါ်ကိုကျေးဇူးတင်တအောင်စူးစမ်းကြည့်မယ်ကိုကျေးဇူးတင်တအောင်စူးစမ်းကြည့်မယ်စားရတဲ့အစားအစာတွေကိုကျေးဇူးတင်တအောင်စူးစမ်းကြည့်မယ်။အော်ဒါလည်းအရင်တုန်းကအရန်ကျေးဇူးတင်သိမရှိဘူးပေါ့နော်ကျေးဇူးတင်တတ်တဲ့စိတ်မရှိတာမဟုတ်ပေမဲ့ကျေးဇူးတရားဆိုတဲ့တဘောတရားကိုနားမလည်ခဲ့ဘူးပေါ့နော်အခုမှတဖြည်းဖြည်းကျေးဇူးတရားဆိုတဲ့တဘောကိုနားလည်ပြီးတော့တဖြည်းဖြည်းကျေးဇူးတင်စိတ်ကိုစူးစမ်းအားထုတ်လာပြီးတော့ကျေးဇူးတင်စိတ်ရှိအောင်လှုပ်လာတာနဲ့အမျှအော်ဒါရဲ့ဘဝလည်းတဖြည်းဖြည်းနဲ့ပြောင်းလဲလာရပေါ့နော်အများကြီးပြောင်းလဲလာပြီးတော့ကံကောင်းမှုတွေကလည်းနေ့စဉ်သက်တိုင်ကိုယ့်ရှိကိုရောက်လာတတ်တယ်ပေါ့နော်အားကြောင့်မလို့အားလုံးလည်းကျေးဇူးတင်စိတ်ရှိအောင်စူးစမ်းကြည့်ဖို့ပထမဆုံးတစ်ချက်အနေနဲ့အော်ဒါကအကြံပေးခြင်းပါတယ်အားလုံးလည်းကောင်းမွန်တဲ့ဘဝလေးတွေကိုပိုင်ဆိုင်ကြပါစေဘိုင်ဘိုင်